ငါပညာတိကဝိညာဉ်ပကတိအတိုင်းကျင့်ကြလောထို့သို့ကျင့်လျင်ဇာတိပကတိအလိုသို့မလိုက်ပဲနေကြလိမ့်မည်အကြောင်းမူကားဇာတိပကတိနှင့်ဝိညာဉ်ပကတိတို့သည်တပါးနှင့်တပါးဆန့်ကျင်သောအလိုရှိကြ၏တပါးနှင့်တပါးဆန့်ကျင်ဘက်ဖြစ်၍တင်တို့သည်ကျင့်ချင်သောအကျင့်ကိုမကျင့်နိုင်ကြသို့တော်လည်းဝိညာဉ်ပကတိအလိုသို့လိုက်လျင်ပညာတရားနှင့်လွတ်ကြ၏ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏ထိုအကျင့်တို့မူကားဖတ်မယ်သူ့မယားကိုပြစ်မှားခြင်းမတရားသောမိထုံ၌မိဝဲခြင်းညဉ့်ညူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းရုပ်တုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရန်ညိုးခွက်ခြင်းရန်တွေ့ခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းငင်းခုန်ခြင်းအချင်းချင်းကွဲပြားခြင်းတင်းခွဲခြင်းသူ့အကျိုးကိုညှူဆူခြင်းလူအသက်ကိုတတ်ခြင်းရစ်မျိုးကိုတောက်ကျူးခြင်းပွဲလှုပ်ခြင်းမှစ၍ထို့သို့သောအကျင့်တို့ပေတည်းဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဇာတိပကတိအကျင့်တွေကိုတွေ့ရတယ်ဇာတိပကတိနော်ဇာတိပကတိလူရဲ့သဘောတဘာဝနော်လူရဲ့အထက်မှာစာတန်ကဝင်နေထိုင်ပြီးတော့စာတန်ရဲ့နော်ဒီprocess ပေါ့ဝင်ပူကချင်းခံရတော့သူရဲ့အသက်တာမှာလှုပ်ဆောင်နေတဲ့အရာတွေပေါ့နော်ခုနကအရာတွေအကုန်လုံးကဘာတွေကြီးပဲလဲကောင်းတဲ့အရာတွေလားမဟုတ်ဘူးမကောင်းတဲ့အရာတွေကြီးပဲနော်ဆိုတော့အဲ့ဒီအရာတွေကဇာတိပကတိအကျင့်တွေတဲ့နော်အဲ့ဒီမှာဝိညာဉ်ပကတိအကျင့်တွေရှိတယ်ဖတ်ကြည့်အောင်ဝိညာဉ်ပကတိအကျိုးမူကားတဲ့ဘာတွေလဲချစ်ခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းစိတ်ရှိခြင်းယေရှုပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောက်ခြင်းနိုးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေတည်းတဲ့အဲ့ဒီမှာနော်စိတ်ဝင်စားစရာကောင်းတာကဇာတိပကတိကြတော့အကျင့်လို့သုံးတာနော်ဝိညာဉ်ပကတိကြတော့ဘာဖြစ်လဲအကျိုးလို့သုံးတာနော်ကျွန်တော်တို့ကအဲ့ဒီမှာ consistent ဖြစ်ဖို့ရန်အတွက် automatic ပါစကလိုက်ပါသွားတာဇာတိပကတိအကျင့်ဝိညာဉ်ပကတိအကျင့်ဝိညာဉ်ပကတိကအကျင့်မဟုတ်ဘူးဝိညာဉ်ပကတိကဘာလဲအကျိုးတဲ့အကျိုးကျေးဇူးနော်ဒီကောင်းမြတ်တဲ့ရလဒ်တွေအဲ့ဒါပြောတာအဲ့တော့နော်အဲ့ဒီမှာဒီ biblical ပေါ့ biblical တမန်ကျမ်းစာရဲ့တွင်တင်ချက်ကကျွန်တော်တို့ဟာကောင်းမြတ်တဲ့အရာကိုကျွန်တော်တို့ကျင့်လို့မရဘူးဆိုတာနော်ချစ်ချင်းမေတ္တာကိုကျွန်တော်ကျင့်ကြပါတို့စိတ်ရှိခြင်းကိုကျင့်ကြပါတို့ဟုတ်လားကာမဂုဏ်ချုပ်တီးခြင်းကိုကျင့်ကြပါနှိမ့်ချခြင်းကိုကျင့်ကြပါတကယ်တော့ကျွန်တော်တို့ဓာတ်တွေကိုကျွန်တော်ဘယ်လို့မှကျင့်လို့မရဘူးဘယ်လို့မှကျင့်လို့မရဘူးဒီຢာတွေကကျင့်စဉ်တွေမဟုတ်ဘူးဒါတွေကအကျိုးကျေးဇူးတွေ fruit အသီးအပွင့်တွေဖြစ်နေအကျိုးကျေးဇူးအသီးအပွင့်တွေဖြစ်တာဆိုတော့ဒီຢာတွေအသီးအပွင့်တွေဖြစ်လာဖို့အတွက်ကျွန်တော်တို့နော်ခုနကအကျင့်လို့ပြောတဲ့အရာနဲ့အဲ့ဒီအရာပုံအခြေခံမဲ့ကျွန်တော်ပြောလှုပ်ဆောင်တော့အရာတွေပါလဲဆိုရှင်သခင်ခွတ်တော်ဤအတွင်းသို့တိုးဝင်ခြင်းအဲ့ဒါပဲကျွန်တော်ဒီနှစ်မှာနှိမ့်ချခြင်းပါရမီကိုကျွန်တော်ကျင့်မယ်နောက်နှစ်ကျရင်တော့သီးခံခြင်းကိုကျင့်မယ်နောက်တစ်နှစ်ဆိုလို့ရှိရင်ကျွန်တော်တန်ရှင်ခြင်းပါရမီကိုကျင့်မယ်အဲ့လိုမျိုးရမလားမရဘူးဟိုဒီပြီးခဲ့တဲ့အရှိနှစ်ပတ်ကျော်လောက်ကနော်ဒီကျွန်တော်တို့ဖတ်ရှုခဲ့ကြတဲ့ဧဝံဂေလိကျမ်းစာမှာပါတယ်လေမှတ်မိလားမသိဘူးကျွန်တော်တို့မင်္ဂလာတရားတော်၈ပါးနော်မင်္ဂလာတရားတော်၈ပါးစိတ်နှလုံးဖြောင့်မတ်တော်သူတို့သည်နှိမ့်ချတော်သူတို့သည်တို့ဟုတ်လားအဲ့ဒါတွေအဲ့ဒီမင်္ဂလာတရားတော်တွေဟာကျွန်တော်တို့တွေကျင့်လို့မရဘူးကျင့်ဖို့ရန်အတွက်မဟုတ်ဘူးဒီຢာတွေကဘာလဲဆိုလို့ရှင်တော့ဒီ fruit အကျိုးတွေဖြစ်နေအကျိုးကျေးဇူးတွေဖြစ်နေတာဒီຢာတွေဖြစ်လာဖို့ကျွန်တော်ဘာလို့ရမလဲတခုထီသောအရာကဘာလဲဆိုလို့ရှင်တော့ကျွန်တော်တို့ဟာခရစ်တော်ရဲ့အတွင်းသို့တိုးဝင်ခြင်းခရစ်တော်ရဲ့အတွင်းဝင်ရောက်ခြင်းခရစ်တော်ရဲ့အထက်ဝင်ရောက်သွားတဲ့အခါမှာ
အဲ့ဒီမင်္ဂလာတရားတော်ကိုကျွန်တော်အလိုအလျောက်ရရှိသွားကြတာအလိုလျောက်ရသွားတာဘာဖြစ်လို့လဲခရစ်တော်ရဲ့အထဲမှာကျွန်တော်ဝင်ရောက်ပြတဲ့အခါမှာခရစ်တော်ရဲ့ဘဝအထဲမှာတလုံးတော်အဒီနဲ့ပေါင်းဆက်သွားပြီလေခရစ်တော်နဲ့သွေးတဲ့သားတဲ့ဖြစ်သွားပြီ I am you you are me we are one ကျွန်တော်ဟာသင်ဖြစ်တယ်သင်ဟာကျွန်တော်ဖြစ်တယ်ကျွန်တော်နှစ်ယောက်ဟာဆိုလို့ချင်းတစ်ယောက်တည်းဖြစ်တယ်အော်ခရစ်တော်နဲ့အဲ့လိုဖြစ်သွားပဋိညာဉ်ဖြစ်သွားကြတာအဲ့တော့ခရစ်တော်အထက်ဝင်ရောက်သွားတဲ့အခါမှာခရစ်တော်ဟာတန်ရှင်းတဲ့ပုဂ္ဂိုလ်ကြီးခရစ်တော်ဟာတကယ်နှိမ့်ချတဲ့ပုဂ္ဂိုလ်ကြီးခရစ်တော်သခင်ဟာဖြူစင်တဲ့ပုဂ္ဂိုလ်ကြီးခရစ်တော်သခင်ဟာဆိုလို့ရှိရင်ပြည့်ဝတဲ့ပုဂ္ဂိုလ်ကြီးကောင်းမြတ်ခြင်းအပေါင်းနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာသူ့ရဲ့ဘဝထဲမှာမိမိဝင်ရောက်တဲ့အခါမှာသူ့ရဲ့အသွေးသားခံယူပြီးတော့မိမိတည်လဲသူ့လိုလို automatic ဖြစ်သွားတာကျွန်တော်တို့တန်ရှင်းခြင်းဖြောင့်မတ်ခြင်းနှိမ့်ချခြင်းစိတ်ရှိခြင်းတီးခံခြင်းကာမဂုဏ်ချုပ်တည်ခြင်းအစရှိတဲ့အရာတွေရဖို့တော့ကျွန်တော်ကျင့်လို့ဘယ်တော့အခါမှမရဘူးဘယ်တော့မှကျင့်လို့မရဘူးငါတော့စိတ်ကောင်းတယ်လို့ကောင်းရှိပါတယ်ဒါပေမဲ့ငါစိတ်ရှိခြင်းပါရမီတော့မရှိသေးဘူးဒါကြောင့်အဲ့ဒီစိတ်ရှိခြင်းပါရမီငါကျင့်မရဘူးစိတ်ရှိခြင်းကိုကျွန်တော်ကျင့်လို့မရဘူးဘာလို့ရမလဲကျွန်တော်တို့ခရစ်တော်ထဲကျွန်တော်တိုးဝင်ခရစ်တော်ကိုရတဲ့အခါမှာခရစ်တော်စီကဒီအရာတွေကတစ်ချိန်တည်းမှာတစ်ခါတည်းမှာရသွားမဲ့အရာတွေဖြစ်တယ်ခရစ်တော်တခင်ကျွန်တော်တို့ကိုတစ်ခုပြီးတစ်ခုအလှည့်ကျတစ်လက်စီပေးနေတာမဟုတ်ဘူးအဲ့တော့ပေးတာမဟုတ်ဘူးနော်ခရစ်တော်တခင်ကိုသူ့ရဲ့အထဲဝင်ရောက်သောအရာတွေကျွန်တော်တို့ခုနပြောတဲ့အရာကျွန်တော်တို့ရဲ့လှုပ်ဆောင်သောအရာတစ်ခုပေါ့ကိုယ့်ဘက်ကလှုပ်ဆောင်ရမယ်အဲ့ဒါပဲကိုယ့်ရဲ့ခြေထောက်နဲ့ကိုရှောက်မယ်လေဟုတ်လားဆိုတော့ကိုယ့်ရဲ့နောင်တတရားနဲ့နော်ဘဝဆက်ကအနံ့ချင်းနဲ့ခရစ်တော်စီတို့ကျွန်တော်တို့တိုးဝင်လိုက်တယ် surrender လုပ်လိုက်တယ်ဒါပဲအကျင့်ဆိုတဲ့စကလုံးနဲ့ပြောကျွန်တော်တို့လုပ်ရမယ်ရာအဲ့ဒါပဲဘုမမေးတယ်မို့လားခရစ်တော်မေးတယ်လေဘုရားသခင်ရဲ့အလိုတော်နဲ့ညီတော်အကျင့်ကဘာလဲလို့ခရစ်တော်မေးတယ်အဲ့မှာခရစ်တော်ပြောလဲဘုရားသခင်ရဲ့သားတော်ကိုခရစ်တော်သခင်ကိုယုံကြည်ခြင်းအကျင့်ယုံကြည်ခြင်းဟာအကျင့်အဲ့ဒါပဲယုံကြည်ခြင်းဆိုတဲ့အကျင့်ပဲရှိတာယုံကြည်ခြင်းရှိပါတနည်းအားဖြင့်ခရစ်တော်ရဲ့အထက်တိုးဝင်ချင်းကပ်လိုက်ပါဘဝတတအနှံပါဒါကျွန်တော်အကျင့်ပဲဒါလှုပ်လိုက်ပြီဆိုလို့ရှိရင်ခရစ်တော်ရဲ့အထက်ရောက်သွားတဲ့အတွက်ကြောင့်မလို့ခရစ်တော်စီကကောင်းမြတ်ခြင်းတွေဟာအကျိုးကျေးဇူးများအဖြစ်နဲ့ကျွန်တော်ရဲ့ဘဝထဲမှာလာရောက်ရှင်သန်တည်ပွင့်မှာဖြစ်တာနော်အဲ့တော့ခုနကအကျိုးကျေးဇူးတွေဖြစ်နေတာနော်ဝိညာဉ်ပဂတိရဲ့အကျင့်ဟုတ်လားဝိညာဉ်ပဂတိရဲ့အကျိုး fruit ကျွန်တော်တို့ကဝိညာဉ်ပဂတိအကျင့်ဇာတိပဂတိအကျင့်မဟုတ်ဇာတိပဂတိကအကျင့်ဝိညာဉ်ပဂတိကအကျိုးအဲ့ဒီမှာလဲနော်ဒီစာတန်ရဲ့လှည့်စားမှုကလည်းအကျင့်ငါကျင့်မယ်ငါရဲ့ကျင့်စံငါရဲ့ကျင့်စဉ်ငါရဲ့ကျင့်ကြံအားထုတ်မှုလူရဲ့လှုပ်ဆောင်မှုကိုဘုရားသခင်ဘယ်တော့မှလက်မခံဘူးလူရဲ့လှုပ်ဆောင်မှုဒါမပြည့်စုံဘူးမပြည့်ဝဘူးမစုံလင်ဘူးအတိုင်းရဲ့အတာနဲ့ပဲရှိတယ်နော်ကျွန်တော်ကြည့်လိုက်ပါကျွန်တော်တို့အမြင့်ခုံကျွန်တော်တို့တွေလေ့ကျင့်ကြတယ်ဟိုခုံတယ်ဟေးပထမလေ့ကျင့်ပြီးခုံလိုက်တဲ့အခါမှာ၄ပေခုံနိုင်တယ်နော်တစ်နေ့လောက်လေ့ကျင့်တဲ့အခါမှာ6ပေခုံနိုင်တယ်နောက်တစ်နေ့ဆက်ကျင့်တယ်10ပေဆက်ကျင့်တယ်ဟေး12ပေခုံနိုင်တယ်တအားကြိုးစားတအားနော် training ဆင်းလို့ကြိုးစားတယ်နောက်73ပေနောက်ဘလောက်ပဲဆက်ပြီးတော့ training ဆင်း73ပေကနေပြီးတော့မခုံနိုင်တော့ဘူးမနိုင်တော့ဘူးလူရဲ့ကြိုးစားမှုအားထုတ်မှုမှာဘာဖြစ်လဲအတိုင်းအတာနဲ့ပဲရှိတယ်အတိုင်းအတာနဲ့ပဲရှိတယ်ဒါဆိုလို့ရှိရင်လူရဲ့ဒီလိုအတိုင်းအတာရှိတဲ့ရန်နဲ့ကောင်းတဲ့နိုင်ငံဘယ်လိုခုံတက်လို့သွားလို့ရမလဲရမလားမရနိုင်ဘူးမရဘူးလူရဲ့နော်ကြိုးစားမှုအကျင့်တွေနဲ့ဘလို့မှကိုပဲအစုံလင်မရနိုင်ဘူးအဲ့တော့လူကနေကိုရောရှင်ဗျာတပြည့်တော့ကိုယ့်ရဲ့အကျင့်နဲ့ကိုယ့်ရဲ့ကြိုးစားမှုတွေကိုယ့်ရဲ့အစွမ်းအစတွေအပြင်ကိုရောရှင်ရှိတော့ဘယ်တော့မှမရောက်နိုင်ဘူးကိုရောတပြည့်တော့ကိုရောစီထမလုံးဝကိုပဲဆက်ကတ်တယ်ကိုရောရှင်ထမဒူးထောက်လက်မြောက်အရှုံးပေးပါတယ် surrender ဒ
ဒူးထောက်လက်မြောက်အရှုံးပေးလိုက်ပါပြီကိုရောရှင်စိတ်တိုင်းချလို့ပါတော့အဲ့ဒီအသည်ကိုရောရှင်ရဲ့အတွင်းသို့ဝင်ရောက်ဆက်ကပ်အနံ့ခြင်းအဲ့ဒီခါကျမှကိုရောရှင်ကဘာလုပ်မလဲကိုသူ့ရဲ့အထက်မှာထည့်ဝင်ပြီးတော့ကားတိုင်းမှာတင်ပြီးတော့တတ်တော်မှာခရစ်တော်နဲ့တို့အသေးခံလိုက်ခရစ်တော်နဲ့တို့အသေးခံခြင်းဆိုတဲ့အမှုရာမှာခရစ်တော်နဲ့ပြန်ရှင်ပြီးတဲ့အခါမှာကိုယ့်ရဲ့ဘဝအသက်တာထဲမှာဘာဖြစ်လဲခုနကပြောတဲ့ချစ်ချင်းမေတ္တာစိတ်ရှိခြင်းတေးခံခြင်းကာမဂုဏ်ချုပ်တီးခြင်းနော်တပါးအကျိုး၌ကျင့်တဲ့အာရဝမ်းမြောက်ခြင်းဆိုတဲ့အကျိုးတွေအတိအပွင့်တွေတီးပွင့်နေမှာဖြစ်တယ်နော်တီးပွင့်နေမှာဖြစ်တယ်အဲ့ဒါကျွန်တော်တို့ဒီຢာတွေကျွန်တော်ဘာဖြစ်လို့မဖြစ်လာသေးတာလဲကျွန်တော်တို့ကျင့်နေလို့ဖြစ်တာမကျင့်နေတော့စိတ်မရှိသေးဘူးတီးခံခြင်းမရှိသေးဘူးစိတ်ရှိဖို့အတွက်ငါဒီနေ့ကြိုးစားလိုက်မယ်ဟဲ့တတိထားပြီးတော့ကိုကစိတ်ရှိဖို့အတွက်ကိုကဘာဖြစ်လဲကြိုးစားတယ်တတိထားနေတဲ့အခါမှာစိတ်ရှိမယ်ဒါပေမဲ့တတိမထားမိတဲ့အခါကျဘာဖြစ်လဲတတိတစ်ချက်လေးကျွန်တော်တို့လစ်သွားတာနဲ့ကျွန်တော်စိတ်မရှိတော့ဘူးဒေါသထွက်လာပေါက်ကွဲသွားတာဟာငါကွာတတိမထားမိဘူးကွာရုပ်တရက်ကြီးငါကိုအမြဲတမ်းတတိနဲ့ထိတဲ့အခါကျတော့ဟုတ်တယ်ဒါပေမဲ့အမြဲတမ်းကိုတတိနဲ့ထိနိုင်မလားမနိုင်ဘူး automatic ဖြစ်နေဖို့ကိုမလုပ်နိုင်ဘူးဆိုတော့ဘာလို့ရမလဲခရစ်တော်ရဲ့ထဲတိုးဝင်ဒါဆိုလို့ရှိရင်ခရစ်တော်ကိုယ့်ရဲ့ထဲပြန်ဝင်ရောက်လာလိမ့်မယ် तू ကကိုယ့်ရဲ့ထဲဝင်လာပြီးတော့ तू ကကိုယ့်ကို control လုပ်မှာ take control Jesus will take control of me Jesus will take control of you take control ထိန်းချုပ်တော့မှာသူကဥဆောင်ပြီးတော့ထိန်းချုပ်အဲ့ကိုကဘာဖြစ်လဲတတိမထားမိသူကကို take control လုပ်နေပြီဆိုတဲ့အခါကျတော့သူကလုပ်နေပြီဆိုတော့ automatic အလိုလျောက်ဆက်ရှိသွားပြီသူကကိုယ့်ရဲ့အထက်မှာ take control ကဘာလုပ်ပြီလဲရှင်တန်ပေးတဲ့အရာပဲသူကကိုကို take control ကိုလာပြီးတော့ဒီအုပ်ချုပ်စိုးစံတယ်ထိန်းချုပ်နေတယ်သူကကိုလာပြီးတော့ဒီ guide လုပ်နေတယ်ဆိုတဲ့အရာကိုကသူ့ရဲ့နောက် automatic ပါသွားကိုရောရှင်ဘာလို့လိုက်တယ်ကိုရောသူ့နောက်သားကိုလိုက်သွားနော်ပထမကိုကသူ့စီဝင်ရမှာနော်နောက်သူကကိုရဲ့ထဲဝင်လာပြီးတော့ကိုရဲ့အရှိတ်ကနေသူဥဆောင်တဲ့အတိုင်းပါသွားအဲဆိုရှင် automatic စိတ်ရှိသွားပြီအလိုအလျောက်ကျွန်တော်တို့တွေဝမ်းမြောက်နိုင်ပြီအလိုအလျောက်ကျွန်တော်တို့ကောင်းမြတ်တဲ့အရာမှာလှုပ်ဆောင်ရှင်သန်နိုင်ပြီကောင်းမြတ်တဲ့အရာကိုကျွန်တော်တို့လှုပ်ဆောင်နိုင်ဖို့အတွက်ကြိုးစားလို့ဘယ်တော့မှမရဘူးကောင်းမြတ်တဲ့အရာလှုပ်ဆောင်နိုင်ဖို့အတွက်တတိနဲ့လှုပ်လို့ရတယ်ဒါပေမဲ့အမြဲတမ်းတတိထားလို့တတိမထားနိုင်ဘူးတတိဟာတစ်ချက်မှာကျွန်တော်လစ်သွားတာပဲတတိတစ်ချက်လစ်သွားတာနဲ့ကိုပဲအပြစ်ထဲရောက်သွားတာပဲအဲ့တော့ကိုအာကိုလို့မရဘူးကိုရောရှင်ကိုပဲလောကနေရပြလိုက်ကိုရောရှင်ကစင်စစ်မပြတ်မချားမလတ်သူကဘာလုပ်လဲကို take control လုပ်ပြီးတော့သူကကိုယ့်ရဲ့အထဲမှာပဲတာဝန်ယူပြီးတဲ့အခါမှာသူ့ကိုဆွဲခေါ်သွားတာအဲ့ဒီနောက်တော့လိုက်သူဟာသူပဲကောင်းတဲ့အသက်တာမှာရှင်သန်နေပြီအဲ့ဒါဟာစစ်မှန်သောခရိယန်အသက်တာပဲအသီးပွင့်တွေကိုကျွန်တော်တို့တွေနော်ကြင်ကြံအားထုတ်နေသောအသက်တာမဟုတ်ဘူးအသီးပွင့်များဝေစာတီးပွင့်နေသောအသက်တာဒါစစ်မှန်သောခရိယန်အသက်တာစံချိန်မီခရိယန်အသက်တာဖြစ်တယ်စံချိန်မီခရိယန်အသက်တာအဲ့နေရာမှာကျွန်တော်တို့တခါတရံမှာကိုရောရှင်ကိုကျွန်တော်တို့နေရာမှာပေးပဲနဲ့ကိုလိုနဲ့ကိုသွားမိတယ်ဒါဖြစ်ရင်ကျွန်တော်တို့ဘဝပြတ်သွားပြီလားမပြတ်ဘူးစိတ်မပူနဲ့ဖြစ်တတ်တယ်နော်ကိုနေရာယူလိုက်တယ်ကိုရောရှင်ကိုအနောက်မှာထားမိတယ်ကိုကအရှိမနေရာယူလိုက်တာအဲ့အချိန်ကျတော့ခမောက်ခမဖြစ်ပြီးတခါလုံးဝကြီးကိုပဲနော်ပြောင်းဆန်သွားပြီကိုတက်တာကြီးဟာလုံးဝနော်အဲ့ချိန်မှာကိုရောနေရာပြန်ယူပါတော့ကိုရော sorry ကိုရောခွင့်လွှတ်ပါကိုရောရှိထံပြန်ဝန်ချတောင်းပန်သူ့နေရာပြန်ပေးသူပြန်ဦးဆောင်တဲ့အခါမှာအချိန်ကြီးပြန်ကောင်းလာလိမ့်မယ်ဆိုတော့မိမိရဲ့ဘဝမှာနော်ဒုက္ခတွေရောက်နေတယ်အခက်အခဲတွေဖြစ်နေတယ်
ပြဿနာတွေကြုံနေရတယ် crisis တွေကပေါ်နေတယ်ဖြေရှင်းလို့မရဘူးအဲ့လိုမျိုးအချိန်ခါအခိုက်အတန့်တွေကြုံနေရတာရှိလိမ့်မယ်အဲ့ခါတတိယလိုက်ကိုကခရစ်တော်ကိုအရှိကနေဥဆောင်နေလို့ခရစ်တော်ကကိုယ့်ရဲ့အနောက်ကနေပြီးတော့လိုက်ပါနေရလို့ခရစ်တော်သခင်အနောက်ကလိုက်နေရတာကိုကအရှိကနေသွားနေတာကိုကအရှိကသွားပြီးခရစ်တော်ကအနောက်လိုက်ရပြီဆိုလို့ရှိရင်သွားပြီကိုဘွားတော့ပြောင်းဆန်နေပြီပဲဂမောက်ကမဖြစ်ပြီကိုရဲ့ဝိညာဉ်ရေးတတကိုရဲ့စိတ်ပိုင်းဆိုင်ရာကိုရဲ့စီးပွားရေးကိုရဲ့လူမှုရေးကိုရဲ့မိသားစုကိုရဲ့ပညာရေးကိုရဲ့ဘဝအရေးဘယ်အရေးမှဖြစ်ဖြစ်ပြဿနာတွေကြုံရပြီဆိုလို့ရှိရင်တော့ကိုရောရှင်ကဥဆောင်ခွင့်မရတော့လို့ဖြစ်တာကိုကအရှိကဥဆောင်နေလို့အဲ့ဒါကိုရော sorry ကိုရောကိုနေရာပေးပါတယ်ကိုရောအရှိကဥဆောင်မှာကိုရောရှင်အနောက်ကလိုက်ပါလိုက်အချင်းကြီးပြန်ဟန်သွားလိမ့်မယ်ပြန်ကောင်းသွားလိမ့်မယ်စိတ်မပူနဲ့အဲ့တော့ဒီမှာရှိတဲ့သားသမီးတွေစိတ်မပူနဲ့ကိုတော့ကိုပဲနေရာပေးပါနော်လူအများစုကဒီယဟန်စီလာပြီးတဲ့အခါမှာဆုတောင်းခံကြတယ်ကောင်းကြီးခံကြတယ်သိကောင်းပါတယ်ကျွန်တော်အနေနဲ့လည်းပဲဒါကူညီပြီးလို့ဆောင်ပေးပါတယ်ဒါမဲ့အဓိကပါလဲဆိုလို့ရှိရင်ခရစ်တော်နဲ့ပဲပြန်မိတ်ဆက်ပေးတယ်ခရစ်တော်သခင်ရဲ့ဥဆောင်မှုခံယူသူ့ကိုနေရာပေးအဲ့တော့ဘာလို့ရမလဲဒီမနေ့ session ပထမဦးဆုံး session ကနေပြီးတော့ပြောခဲ့တဲ့အရာကနေအခုအချိန်ထိတိုင်အောင်ပြောနေတယ်နောက်ဆက်ပြောလိုက်မယ့်အရာတွေကိုဟုတ်လား10 မိနစ်လောက်တွင်မှာ briefing လေးအတူချုံးလေးပြောပြပေးရတယ်ဟုတ်လာချင်းကတဲ့ချိန်မှာလည်းပဲသူ့အလုပ်ကိုယ့်အလုပ်နဲ့ဟုတ်လား time limit တွေကလည်းရှိတဲ့အခါကျတော့အဲ့ဒီအရာကြီးကိုအချိန်နဲ့ပေးပြီးတော့ပြောပြဖို့ရန်လဲနားထောင်နိုင်ဖို့ရန်လဲမလွယ်ဘူးနော်ဒီပြောဖို့အခွင့်ရရတောင်မှဒီကိုယ့်ရဲ့ပြောတဲ့အရာကလည်းဒီကားပတ်ကုံဟုတ်လားတကယ်ဇံဝင်ပြီးတော့ဒီလိုပြောနိုင်ဖို့ဆိုတာလည်းအစီအစဉ်တစ်ခုဖြစ်လာတဲ့အခါကျမှရတာဟုတ်လားရုပ်တရက်လက်ငင်းကြီးဒီလိုမျိုးပြောတာမျိုးလည်းမဟုတ်ဘူးလေဒီအစီအစဉ်လူဒီလိုအများကြီးနဲ့အလုံးဝိုင်းအာယုံစူးဆိုင်နေတဲ့အခါမှာဖော်ကြတဲ့ပုဂ္ဂိုလ်ကနေပြီးတော့စိတ်ထဲမှာနှိမ့်မြုပ်သွားပြီးတော့တစ်ခုချင်းကထွက်လာတာပြောဖြစ်တာအဲ့လိုမရှိတာဘာဖြစ်ပေါ့ဒီပြောပြပေးဖြစ်တာပေါ့ခရစ်တော်နေရာပေးခရစ်တော်နေရာရဖို့အတွက်ကိုကခရစ်တော်ရဲ့အထက်ဝင်ခရစ်တော်သခင်ကိုယ့်ရဲ့အထက်ကနေပြီးတော့ဥဆောင်ရမယ်ဒါလေးတွေကိုအချင်းချုပ်လို့ပြောပြပြီးတဲ့အခါကျမှဆူတောင်းပေးတယ်ဒါ process အနေနဲ့လှုပ်ဆောင်ပေးတဲ့အရာပေါ့အခုလိုမျိုးအစီအစဉ်မျိုးမှကြတော့လည်းပဲပြည့်စုံတာပေါ့ဟုတ်လားဆိုတော့ဒီကဘုရားသခင်ရဲ့သားသမီးတွေစိတ်ပြတ်ဖို့မလိုပါဘူးနော်လူငယ်ဟာလူငယ်အလျောက်ဟုတ်လားစိတ်ပြတ်ကြတယ်လမ်းချောင်းပျောက်တယ်လို့ခံစားရတတ်တယ်ငါတို့တွေရဲ့ future တွေမရှိတော့ဘူးခံစားရတတ်တယ်လူကြီးတွေကလည်းပဲငါတို့သားသမီးတွေငါတို့ဘာလုပ်ပေးရမလဲစိတ်အားငယ်ကြတယ်ငါတို့တွေရဲ့စီးပွားရေးဘယ်လိုလုပ်ရမလဲနော်စိုးရိမ်ကြတယ်နော်ဟိုအဖိုးဖွားတွေကလည်းပဲနော်သားသမီးတွေမြင့်မြင့်တွေအတွက်ကိုစိတ်ပူကြတယ်အားလုံးဟာစိတ်ပူကြတယ်ဒီလိုချင်းမျိုးမှာကိုရရှင်ကိုပဲယာနှုံးပြီးနေရာပေးလိုက်ပါနော်သူ့ကိုပဲနေရာပေးပါကိုရရှင်မိမိရဲ့အထက်ဝင်ရောက်လာပြီဆိုလို့ရှိရင်ဟိုပြည့်စုံပြီနော်ပြည့်စုံပြီယဟန်တော်နဲ့တွေ့တဲ့အခါမှာကောင်းကြီးခံဟုတ်တယ်အဲ့ဒီခါမှာဒီကောင်းကြီးယူတဲ့အခါမှာမိမိရဲ့အထဲမှာဝင်ရောက်နော်အလုတ်လုံနေတဲ့ကိုရရှင်နော်အားတကုနဲ့ထပ်လှုပ်လှုပ်လိမ့်မယ်ကိုကလည်းကိုရရှင်ကိုနေရာပေးဖို့အတွက်နော်အားတွေပိုရှိလာလိမ့်မယ်နော်အဲ့ဒါကအပြင်ကနေပြီးတော့ကုညီပတ်ပို့ပြီးတဲ့ကောင်းကြီးမင်္ဂလာတွေပေါ့တငယ်ချင်းတွေကဆွတောင်းပေးတယ်ဆိုတဲ့အရာတွေကလည်းအပန့်အပိုးလေးတွေပေါ့နော်ဒါမဲ့အတိတ်ကအရေးကြီးဆုံးအချက်ကတောက်လျှောက်ပြောလိုက်ခဲ့တဲ့ကိုရရှင်ရဲ့အထက်တိုးဝင်ခြင်းကိုရရှင်ကိုနေရာပေးခြင်းကိုရရှင်မိမိရဲ့ဘဝထဲမှာအလုပ်လုပ်ခြင်းကိုရရှင်မိမိကိုဥဆောင်ခြင်းအဲ့ဒါအဓိကပဲဒီຢာတွေအခမ်းမရှိဘဲနဲ့ကောင်းကြီးတွေဘလောက်ပဲခံဒီကောင်းကြီးမင်္ဂလာအလုပ်မလုပ်ဘူးနော်ဒီလားအဲ့တော့ဒီကောင်းကြီးမင်္ဂလာကတကယ်အလုပ်လုပ်နေဖို့ဟာဆိုလို့ရှိရင်အခမ်းတစ်ခုလိုတယ်ကိုက
ကိုရောရှင်ရဲ့ထဲတိုးဝင်ခြင်းအသက်တာဖြစ်ကိုရောရှင်ကကိုယ့်ရဲ့ထဲမှာဝင်ရောက်နေရာယူပြီးတော့ကိုယ့်ကို take control လုပ်နေရမှာအဲ့လိုမျိုးအခြေအနေအခမ်းမျိုးတစ်ခုနဲ့ setting တစ်ခုချပြီးတဲ့အခါကျမှခေါင်းကြီးယူတဲ့အခါမှာတကယ်လောကကိုပဲ dynamic ပေါက်ကွယ်ပြီးတော့တကယ်ကြီးမားတဲ့အရာကြီးတွေတကယ်ဖြစ်လာမှာနော်အဲ့တော့ကိုယ့်ရဲ့အသက်တာမှာကောင်းကြီးမင်္ဂလာရှိတော်သူဖြစ်တဲ့အပြင်ဒါထက်ပိုမြင့်မာတဲ့ဂျေဇုရှိတော်ဂျေဇုမင်္ဂလာအပေါင်းနဲ့ပြည့်စုံတော်သူဖြစ်လာမှာဒါကသိအရေးကြီးတယ်နော်အဲ့တော့ကျမ်းစာကဘာပြောတယ်လဲဆိုတော့ကျွန်တော်တို့ယောမအခန်းကြီး7နော်အခန်းကြီး7အငယ်1မှာနော်သင်တို့ဒီလောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာနှစ်သက်ပွေသောအရာစုံလင်သောအရာဒီဟုသောဖျားသခင်အလိုရှိတော်မူသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မိအကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့တဲ့ဒီမှာကြည့်နော်ကျွန်တော်တို့တစ်ခုချင်းကိုကျွန်တော်တို့ဆင်ခြင်ဖို့လိုတယ်နော်ကောင်းမြတ်သောအရာနှစ်သက်ပွေသောအရာစုံလင်သောအရာဒီဟုသောဖျားသခင်အလိုရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မိအကြောင်းတဲ့ဘုရားသခင်ရဲ့အလိုတော်ရှိတဲ့အသက်တာမှာနော်ရှင်သန်ဖို့အတွက်နော်သင်ယူနိုင်ဖို့ရန်အတွက်တဲ့စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရောက်ကြလောကျွန်တော်တို့ရဲ့စိတ်နှလုံးဟာအသစ်ဖြစ်သွားတဲ့အခါမှာအသစ်ဖြစ်သွားပြီးတော့ပုံသဏ္ဍာန်ပြောင်းလဲသွားတဲ့အခါကျမှဘုရားသခင်ရဲ့အလိုတော်ကိုကျွန်တော်တို့တွေသိနိုင်ကြမှာအတိတ်ဘက်ကတော့တောက်လျှောက်ပြောလာခဲ့တဲ့သခင်ခရစ်တော်ရဲ့အတွင်းသို့တိုးဝင်သောအသက်တာခရစ်တော်ရဲ့အတွင်းမှာဝင်ရောက်နေတဲ့အသက်တာဖြစ်ပြီးတော့ခရစ်တော်နဲ့တူအသေးခံခရစ်တော်နဲ့ပြန်ရှင်ပြီးတော့ပုံသဏ္ဍာန်ပြောင်းလဲသောအသက်တာလူအသစ်ဖြစ်သွားပြီခရစ်တော်သခင်မိမိကိုဘာဖြစ်လဲထိန်းချုပ်နေရယူပြီးတဲ့အခါမှာဟုတ်လားမေတ္တာတရားသစ္စာတရားကုဏတရားကောင်းမြတ်ခြင်းစိတ်ရှိခြင်းတီးခံခြင်းကာမဂုဏ်ချုပ်ခြင်းဆိုတဲ့အသီးပွင့်နေတီးပွင့်နေတဲ့သူဘာဖြစ်သွားပြီလဲဒီပုံသဏ္ဍာန်ပြောင်းလဲတဲ့သူဖြစ်သွားရမှာဒီလိုဖြစ်သွားတဲ့အခါကျမှပဲဘုရားသခင်ရဲ့အလိုတော်ဘာလဲဆိုတာကိုသိမှာဘုရားရဲ့အလိုတော်ဘာလဲဘုရားသခင်ငါ့ကိုဘယ်လိုဖြစ်စေချင်တာလဲဘယ်လိုမျိုးရှင်သန်လျှောက်လန်းစေချင်တယ်လဲဆိုတာကိုဟိုကသိအောင်ဆိုတော့မိမိတည်အသစ်ပြုပြင်ခြင်းအသစ်နော်ပြုပြင်အသစ်ပြင်ဆင်ခြင်းပြုပြင်မဟုတ်ဘူးနော်ပြုပြင်မဟုတ်ဘူးနော်အသစ်ပြင်ဆင်တဲ့အသက်တာ a new being မဖြစ်တဲ့၍ဟာဘုရားသခင်ရဲ့အလိုတော်ကိုမသိနိုင်ဘူးဘုရားအလိုမသိနိုင်ဘူးဘုရားသခင်အလိုတော်ဘာလဲဆိုတော့ကျွန်တော်တို့တွေအုံနောက်ညံနဲ့စဉ်းစားတဲ့အရာကအလိုတော်သိခြင်းမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီဘုရားသခင်အလိုတော်သိခြင်းကျွန်တော်တို့ရဲ့ဒီဘဝအသွေးသားဝိညာဉ်ထဲကနေခံစားရတဲ့အရာကိုပြောတာခံစားရတာပြောတာကျွန်တော်တို့ဘုရားရဲ့အလိုတော်ဟာဆိုလို့ရှိရင်ကောင်းခြင်းဆိုတာဘုရားအလိုတော်ရှိတယ်မကောင်းတဲ့အရာဘုရားသခင်မကြိုက်ဘူးဒါငါ့ကိုကောင်းမြတ်တဲ့အရာမှရှင်သန်စေတဲ့ဒါဘုရားသခင်ရဲ့အလိုတော်ဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့အုံနောက်ဉာဏ်နဲ့ကျွန်တော်ချင့်ချိန်ဝေဖန်ပိုင်းခြားတဲ့လူရဲ့ဉာဏ်ပညာနဲ့ကျွန်တော်သွားအဲ့ဒီကနားလိုက်တဲ့အရာဘုရားသခင်အလိုတော်သိခြင်းမဟုတ်ဘူးဘုရားသခင်အလိုတော်သိခြင်းဆိုတာကကျွန်တော်တို့ဒီကြိုးစားလို့မရအောင်အားထုတ်လို့မရဘူးလူအစ်စ်ဖြစ်သွားတဲ့အခါကျမှရမှာလူအစ်စ်အညူပါစင်ဖြစ်သွားတဲ့အခါကျမှဆိုတော့ဒီလိုလူအစ်စ်ဖြစ်သွားဖို့ရန်အတွက်ကျွန်တော်ဘာလို့ရမလဲကိုရောရှင်ထက်ရဲ့အထယ်ဝင်ရောက်ကိုရောရှင်နဲ့ပြန်ရှင်လာပြီးတော့ကိုရောရှင်ကကိုယ့်ရဲ့ထဲဝင်ရောက်နေရယူကိုယ့်ကို take control လုပ်အဲ့ဒါကိုယ့်ရဲ့တတ္တာတီဘာဖြစ်လဲပုံသဏ္ဍာန်ပြောင်းလဲသွားပြီအသစ်ဖြစ်သွားပြီအသစ်ဖြစ်သွားတဲ့အခါကျမှရအဲ့ဒီတော့ကျွန်တော်တို့ကကိုပြန်လဲပြီးတော့ပြုပြင်ကြတယ်ပြန်လဲပြုပြင်တဲ့အခါမှာဘုရားသခင်အလိုတော်ရှိတဲ့အသက်တာမရနိုင်ဘူးပုံသဏ္ဍာန်ပြောင်းလဲခြင်းဘယ်တော့မှမဖြစ်နိုင်ဘူးကျွန်တော်တို့ဒီအဆောက်အအုံတွေကျွန်တော်တို့ပြန်လဲပြုပြင်မွမ်းမံတဲ့အတွေ့အကြုံတွေရှိကြတယ်နော်ကိုယ့်အိမ်ကိုလည်းပြန်လဲပြုပြင်မွမ်းမံကြတယ်ဟုတ်လားကျွန်တော်ရဲ့ဒီဘိုးတော်ကြီးနေအိမ်ဆိုလို့ရှိရင်နှစ်ပေါင်း150ကျော်ပြီပေါ့အဲ့တော့ဒီဘာဖြစ်လဲဒီအုပ်တွေကပါဝါကျလာတယ်နော်ပြီးတော့ဘီလက်တွေကလည်းပါဝါကျလာတယ်အဲ့ခါကျတော့သူ့မှာဆွဲအားမရှိတော့ပွားပြီးတော့နော်ဒီရေထိပြီးတော့သူကကွာထွက်လာတယ်အဲ့ဒါကိုကျွန်တော်တို့ကပြန်အလှဆင်လို့မရနိုင်ဘူးအပေါ်ကနေပြီးတော့
ဘီလနဲ့ပြန်အုပ်တဲ့အခါမှာလည်းခဏလေးတော့ခံတယ်ဒါပေမဲ့တိတ်မကြခင်ပြန်တော့ကွာချလာတာပဲဘာကြောက်လဲဒီအုပ်ကလည်းအဟောင်းအုပ်အဟောင်းမှာဘီလက်မြေအတိတွားကတဲ့အခါကျတော့သူတို့နှစ်ခုဟာရေရှိသူတို့မဆွဲထားနိုင်ကြဘူးနော်ဘီလက်မြေအတိနဲ့အုပ်အတိနှစ်ခုပေါင်းတဲ့အခါကျမှပဲသူကအချင်းချင်းအပြန်အလှန်ဆွဲပြီးတော့အဆောက်အုံကခိုင်ခန့်တာဘူးနော်ဒါအတွေ့အကြုံပဲပြန်ပြုပြင်ဒါပေမဲ့ဒါဒီပြုပြင်ထားတဲ့အရာအတိမဟုတ်တိမဟုတ်အလားတူပဲကျွန်တော်တို့ရဲ့စိတ်နှလုံးသက်တာလူဟောင်းဆိုတဲ့ဟုတ်လားစာတန်ရဲ့ဝိညာဉ်ရှိနေတဲ့လူဟောင်းရဲ့အသက်တာကြီးမှာဟုတ်လားကျွန်တော်တို့ကနေပြီးတော့ဘုရားသခင်ရဲ့ဒီကောင်းမြတ်တဲ့ပါရမီတွေကျွန်တော်တို့တွေတန်ရှင်းခြင်းတို့စိတ်ရှိခြင်းတည်ခံခြင်းတွေဒီဟာလေးကျွန်တော်တို့တွေစ조사ပြီးတော့ကျွန်တော်ကျင့်ကြတယ်ဟုတ်လားကျင့်ကြံကြတယ်ကိုပြန်လဲပြီးတော့ပြုပြင်ကြတယ်မွမ်းမံကြတယ်ဒါမဲ့အတွင်းအခန့်နဲ့အပြင်ကလာတဲ့အရာနှစ်ခုဘယ်တော့မှပေါင်းဆက် match မဖြစ်နိုင်ဘူးအချင်းချင်းအပြန်လဲဆွဲလို့မရဘူးမခံဘူးဆိုတော့ကျွန်တော်တို့ဒီကိုလူဟောင်းကြီးကိုပြန်လဲပြုပြင်လိုက်ပေမဲ့လည်းပဲအထဲကစာတန်ရဲ့မကောင်းတဲ့ဝိညာဉ်ဆိုးကြီးဟာဆိုလို့ရှိရင်အပြင်ကိုထွက်လာတဲ့အခါမှာပုတ်ပွနန်းစောပြီးတော့ကွာထွက်လာတာပဲအဲ့ဒါကကျွန်တော်တို့ကြင့်ကြံစူးစမ်းအားထုတ်နေတဲ့လူရဲ့ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာတွေအဲ့တော့ကျွန်တော်တို့စိတ်နှလုံးကိုကျွန်တော်တို့တွေပြန်လဲပြုပြင်ခြင်းမွမ်းမံခြင်းပြင်ဆင်ခြင်းလုပ်လို့မရဘူးစိတ်နှလုံးဟာအတိဖြစ်သွားဖို့အရေးကြီးတယ်စာတန်ရှိတဲ့စိတ်နှလုံးကြီးကိုဘုရားသခင်ကလာရောက်ပြီးတော့ဒီအလှဆင်ပြလို့မရနိုင်အဲ့တော့ဘာလို့လဲဘုရားသခင်ကမင်းရဲ့စိတ်နှလုံးအဟောင်းကြီးငါမလို့ချင်ဘူးဒီဟာကြီးကိုအကုန်လုံးတတ်ပြမယ်တတ်ပြသူနဲ့သူတေးစေပြန်ရှင်စေပြီးတဲ့အခါကျမှအဲ့အတစ်တော်စိတ်နှလုံးအတစ်တော်သွေးအတစ်တော်အသားအတစ်တော်ဝိညာဉ်နဲ့ရှိတဲ့လူတစ်ကြီးကိုအဲ့အထက်ကိုခရစ်တော်ဝင်ရောက်လာပြီးတဲ့အခါမှာနော်အတီးပွင့်တွေတီးပွင့်ပေးတာဖြစ်တာနော်အဲ့တော့လူအစ်ဖြစ်ရမှာပြန်လဲပြုပြင်ပြင်ဆင်မွမ်းမံတဲ့အရာမဖြစ်ရဘူးကိုပြန်ပြုပြင်တဲ့အရာမလုပ်နဲ့တော့အတိလူအစ်လုပ်လိုက်ပါအဲ့ဒါဘာလို့မလဲကျွန်တော်တို့ခရစ်တော်ရဲ့အထဲဒိုးဝင်ကြဒိုးဝင်ဒါဆိုရင်ခရစ်တော်ကိုယ့်ရဲ့အထဲဝင်လာလိမ့်မယ်ဝင်လာပြီးတဲ့အခါမှာကိုယ့်ကို take control သူကိုယ့်ကိုလုံးဝထိန်းချုပ်မှာအုပ်ချုပ်မှာစိုးစံမှာရှင်သန်ပေးလိမ့်မယ်အဲ့ဒီအခါမှာကိုယ့်ရဲ့ဘဝထဲမှာကောင်းမြတ်ခြင်းတွေအလိုအလျောက်ဖြစ်လာမှာဒါကျွန်တော်ရဲ့အတ္တပဲနော်အတိတ်သောအတ္တဖြစ်သူဘာဖြစ်လဲဒီပြုလုပ်ခြင်းအတ္တပြောင်းလဲခြင်းဖြစ်သွားရမယ်အဲ့ဒီခါကျမှကိုရရှင်ရဲ့အလိုတော်ကဘာလဲသိနိုင်မှာဖြစ်တယ်လူဟောင်းဖြစ်နေတဲ့ရွေးဟာကိုရရှင်ရဲ့အလိုတော်ကိုမသိနိုင်ဘူးလူသိဖြစ်ရမှာအဲ့ဒီခါမှာကိုယ့်ရဲ့အတွင်းကနေပြီးတော့ပြောနေတဲ့ကိုရရှင်ကိုကျွန်တော်တို့ကြားပြီးတော့အတွင်းက intrinsically အတွင်းကြကိုရရှင်ပြောတဲ့အရာကိုကျွန်တော်တို့ထဲကနေပြီးတော့ခံစားချက်ဆိုတဲ့အရာတွေနဲ့ကျွန်တော်ကြားနားလဲပြီးတဲ့အခါမှာကိုရရှင်ရဲ့အလိုတော်ဟာကျွန်တော်ရှင်တန်သောအတ္တကိုရရှင်လှုပ်ဆောင်လို့တော့ရတယ်ကျွန်တော်လှုပ်ဆောင်ပေးမယ့်အရာကိုရရှင်နဲ့တလုံးတဝတည်းပဋိညာဉ်၌ရှင်တန်သောအတ္တဖြစ်ပြီးတော့မိမိရဲ့အတ္တတည်ပတ်ဝန်းကျင်လူအတိုင်းမှာအလင်းပေးသောအတ္တဖြစ်လာပါလိမ့်မယ်နော်ဒီနေ့အဖို့ငါကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်လို့နော်